ကိုနဲ့လက်ထက်မဲ့လူတယောက်ရဲ့အကြောင်းပြည့်ပြည့်စုံစုံလေးသိထားတော့မှနင်စိုးဖြတ်လို့ရမှာပေါ့ငါဘယ်လိုစုံစမ်းရမှာလဲဒါလေကိုသူကသွားနောက်ကိုတကောက်ကောက်လိုက်ပြီးနောက်ရောက်ခံကြည့်ရအောင်မလားဟာလိုက်ကြည့်တယ်လို့ရှင်ကြည့်ရမှာပေါ့တော်စမ်းမှာဟာအကြံဉာဏ်လေးပါလေရမလားလို့သူ့ကိုတိုင်မြင်မိပါတယ်ဆရာကြီးလုံနေရတယ်ကဲငါမေးရပဲဖြေဒီနောက်ကိုသူရနေသဘောတူလားငါအမှန်တိုင်းပြောရမလားပြောမင်းကဘယ်သူမှသဘောမတူအလို့တော့ဟုတ်တယ်နေယောက်ျားရသွားလို့ရှိရင်နင်းနဲ့ငါနဲ့အခုလိုခင်ခင်မင်းမင်းစကားပြောလို့ဘယ်ရတော့မလဲဟာနေမိမယူသွားရင်ဟာငါလိုကောင်မျိုးဘယ်လိုမိမမျိုးယူมาလဲအလုံးမရှိအကန့်ဖြစ်ကလေးကချို့အေးပါတကယ်လို့ယူမဲ့လူရှိလာရင်ပြောတာပါဟာမရှိစေရဘူးခါငါ့ကိုကြိုက်မဲ့မိမမျိုးကမရှိအောင်မရှိစေရအောင်တော်ပြီဟာနင်းနဲ့စကားပြောရတာအပေါက်လောက်အောင်မတည့်ဘူးသွားတော့ဟာနေမောင်းကွာပြဿနာဖြေမရသေးဘူးလေချင်းရဖြေပေးသွားလိမ့်အချင်းကမရှိတော့အခုပဲစကန်ရနောက်2နှစ်ဆိုလို့ရှိရင်ကြောင်းပြီးသွားပြီချိန်တန်းတော့တပိန်ကတ်မှာပဲဟာ